င်းထင်တာပေါ့နော်အဲ့ဒီကနေမှဆင်းသက်လာတဲ့ရိုးရာအခုဒါနည်းနည်းလေးအောက်ပိုင်းဒေသတွေတော့မနေဘူးတော့ထောက်ပိုင်းတွေတော့ဒီနည်းနည်းကြားတယ်နည်းနည်းကြားပြီးမှကံမွာရွတ်တယ်နော်ကံမွာကဥပဒေမှာကအနန္တရာကြီးကတော့အနန္တရာကြီးကတော့အန္တရာယ်မပြုတ်တော့အန္တရာယ်မပြုတ်အောင်ဒီဘုရားခုနှစ်စုရဲ့ဘိုးအာနုဘောကြောင့်အန္တရာယ်မဖြစ်ပါစေနဲ့ဆိုတဲ့တန်ခါရဲ့မိတ်တော်မျိုးဟုတ်ပပတနိယကံမှာမဟုတ်ပပတနိယကံမှာဆိုတော့တက်ရှိအဲ့ဒါကတော့ဒီနှင်းထုတ်တယ်ဒါကနှင်းထုတ်တာမဟုတ်ဘူးအန္တရာယ်မပြုတ်အောင်မိတ်ကြီးတက်ပြီးတဲ့ပုံစံမျိုးနဲ့ဒီမှာဒီလိုကပြုတဲ့ဝိတဲ့ထားပေါ့နော်တန်ခါလေးကနေမှဒီမှာဒီဒီနမိတ်ကြီးရဲ့အပြင်မှာတော့အန္တရာယ်မပြုတ်ကြတဲ့ဆိုတာမျိုးဖြစ်တာရဲ့ခံတဲ့ဘောနဲ့သစ္စာပြုတဲ့ဘောနဲ့ဒီလိုမျိုးလုပ်နေတာနော်အဲ့တော့ဒါနမိတ်ကြားမယ်ဒီကြားတဲ့ခါကျတော့ဒီမိတ်အလိုက်ဒီလိုဒီချမ်းဒီရှေ့ကြောက်ပဲလေးတွေနဲ့ဒီချမ်းပြီးလို့လေသွားထားလိုက်နော်အဲ့ဒီနမိတ်ဘုံကိုဒီလိုအန္တရာယ်မပြုတ်အောင်ငါကနေမှနမိတ်ကြားဖို့ဆံရွာရွတ်နော်ဥဒ္ဒရဘုံကိုချမ်းတယ်နမိတ်ကြားတဲ့အခါဥဒ္ဒရရွတ်တာကတော့ဒါပဲပါဠိနဲ့မေးလိုက်တယ်ဒီဘုန်းကြီးကလည်းဟွာကြည့်တော့သူကပေးတယ်ပေါ့နော်ဒါအရှိရမှာဘာနမိတ်လဲပေါ့ဒီရတာကျတော့ဦးဇင်းကကြောင်းနမိတ်ပါဗျာဒါလို့ရှိဒါပဲပါဠိနဲ့မြန်မာလိုကအဓိပ္ပာယ်ရတာနော်အဲ့လိုမျိုးဒီမိတ်အာတာနောတံဒီပစ္စည်းမာယာဒီနာယကေဝိမိတ်အာတာနောတံဒီဒိဋ္ဌိနာယဒီနာယကေဝိမိတ်အာတာနောတံဒီဩဒရာယဒီနာယကေဝိမိတ်အာတာနောတံဒီဝိတိမာယာယုရိတာယကေဝိမိတ်အာတာနောတံဒီပစ္စည်းမာယာယုရိတာယကေဝိမိတ်အာတာနောတံဒီဒိဋ္ဌိနာယယုရိတာယကေဝိမိတ်အာတာနောတံဩဒရာယယုရိတာယကေဝိမိတ်အာတာနောတံအဲ့တော့ကံဝံရွတ်ဖြစ်တာဘုရားကပုံမှန်တိုင်းပေါ့နော်မိတ်ပြန်လာကြလို့ဒီပိုင်ရှင်းရဲ့ခွင့်ပြုချက်ဒါကဓမ္မတွေရဲ့စန္ဒသဘောထားကိုပြီးတော့ယူရအောင်နော်ဒီရဲ့အခါမှာဒီလည်းကြားတာလေဒီအရန်ရဲ့ဒီသာကုမှာဒီအနေပြုတဲ့လူအောင်ဝေအောင်မောင်းမလို့တော့ရင်တော့ပြုတဲ့အမြင်ရရဲ့နော်နဗလူနဗိသာအမှုကြီးရှိတာကိုမြတ်တတာလားမရှိတာကိုမြတ်တတာလားလို့ပြောနေတာမေးမယ်နော်အဲ့တော့ဓမ္မကြီးတို့တရားကြီးတို့ကရှိတာကိုမြတ်တရင်ရှိတာကိုမြတ်တပါတယ်ဘုရားလို့ပြောဖို့မရှိတာကိုမြတ်တရင်ဘယ်လိုပြောမှာလဲမရှိတာကိုမြတ်တပါတယ်ဘုရားလို့ပြောမှာနော်အဲ့ဒါလေးကိုပြောတာမေးမယ်နော်သင်္တိုင်းကာရကမှာမောအယံအတွင်းကလည်းကောင်းရောဥပ္ပစာအတွင်းကလည်းကောင်းဒီလိုမူအောင်မြောင်မောင်းအောင်နှလုံးသွင်းရင်ခေါင်းအားပြုလုပ်တတ်ကုန်သောနဗလူနမိတ်စာပစီတယသိမ့်ဝိပိဒနဗလူနမိတ်စာရှိတာကိုနှစ်သက်တာလားမရှိတာကိုနှစ်သက်တာလားမရှိတာကိုနှစ်သက်ပါတယ်ခင်ဗျဝိညာဉ်ဒီလက်သေးတော့သမေးမယ်ဒီနမိတ်ကြားတာဆိုတော့အရင်ကြီးနှိမ့်လိုက်တော့အရင်ဥပ္ပစာအတွင်းကလည်းကောင်းဒီလိုမူအောင်မြောင်မောင်းအောင်နှလုံးသွင်းရင်ခေါင်းအားသိမူအောင်ပြုလုပ်တတ်ကုန်သောပစီတယသိမ့်ဝိပိဒမိတ်တာနဗလူမိတ်တာရှိတာကိုမြတ်တပါလာမရှိတာကိုမြတ်တပါလားမရှိတာကိုနှစ်သက်ပါတယ်ဖေဟာတတိယမြတ်လုံးတင်ရောက်တယ်ဒီတိုင်းဟာလာမောဘောသူတော်လို့သူရင်းဘူပမတာနာနဲ့လောင်းဘူပမတာနာနဲ့လောင်းနမိတ်ကြတော့ဒီအရာလေးအတွင်းဒီပါဝင်လာတော့ဒီမူအောင်ဝေအောင်ဘောအောင်လို့တော့ရေတော်ပြုလုပ်တဲ့ဘုံတော်ပစီတရဲ့သင်္ဝဲပြတာနဗလူနမိတ်စာရှိတာကိုမြတ်တပါလားမရှိတာကိုမြတ်တပါလားမရှိတာကိုနှစ်သက်ပါတယ်ဖေဟာဒီနာဂရမမောလို့သုံးကြိမ်ရောက်နေတဲ့ခါမှာဒီနာဂရမမောလို့ဒီနာဂရမတို့ဒီကိုယ်ဘုရားနာနာအင်းဒီဘာနာနာအရင်ကအရင်ဘာနာချာနာတို့ပါဒီလိုလူအောင်ရောက်ဘောအောင်လို့တော့ရေတော်ပြုလုပ်တဲ့ဘုံတော်ပစီတရဲ့သင်္ဝဲပြတာလည်းကျေကြောက်လူမူအောင်ရောင်းတော့ဘာလို့ဒီဘောင်းရှိလို့ကပုံတော့ဒီတည်းရဲ့အသိဝဲပြတဲ့နဗလူနမိတ်စာလားဒီနမိတ်ကြားတာတော့ဘုရားကြီး
ပုဝေရဒီတော့နမေဒီရောဆန္ဒနေရာတော့ခံ၍နေကြဒီဘောဤတော့တရားမေတရားမေတ္တာအပြင်ဒီနာရှင်ပြရဲ့ဗျာမြောက်ပြီးတော့ဒီမေဒီဒုတိယနန္ဒာယိကကမ္မဝါစာရုပ်ကဘုရားပါဗျာနမောတတ္တဝိဇ္ဇင်ပါဗျာမေဒီဒုတိယကမ္မဝါစာဖြစ်တဲ့အတွက်ဒီရောဒီကျေနာရုပ်ကဧဝမေန